ဒီနဲ့ငါတိကျကြိတ်တာပါနေရာနဲ့ရွှေ့လိုက်ကြအားရှာတော့ ထမကြောက်ကြော်တော့ ထမကြောက်ကြော်တော့ကဟောအမေကဝက်ဆာလာဆုတဲ့သူတို့ပေးလိုက်ပြီးတော့ အဲ့တော့ဘာမှမတည်ဘူးထားရင်ထားတဲ့နေရာလည်းမရှိဘူးဟိုလူလာပေးကြည့်ဒီလူလာပေးကြည့်ပစ္စည်းဆိုလည်းဟိုနေရာထားလိုက်ဒီနေရာထားလိုက်ထားရနေရာလည်းမရှိသူများမှတိတိကျကျလည်းဟွာလုပ်ပြီးတော့လှမ်းထားပါဆိုငါတော့ပြန်လှမ်းမှာပဲ ထမင်းညမကြံတော့ရဲ့ အမေမဲမကြံငါသမင်းလို့ကြံသမင်းလို့နဲ့လမ်းဟုတ်ကဲ့မကြံကွာစေးပြီးသား သူဘယ်လိုပါပြောလို့တော့တော်တော့ဘယ်ကောင်းလဲတော့မရှိဘူးခုနကနည်းနည်းစားသွားတာ ကျန်သေးတယ်နည်းနည်းအားလေးနဲ့ရောပြီးလာလိုက် အဲ့ဒါကတော့ကြံတော့ နည်းနည်းကြံသေးအဲ့ဒါနဲ့ဆိုရလောက်ပါနင်းတပန်းကန်သာရပါ တမကြောက်ကြော်စားမလို့ပေါ့နော်တမကြောက်ကြော်စားဖို့ဆိုရင်3-4ရက်ဆောင်းအောင်ကြံရင်လဲကြံကောင်းကြံရင်လဲကြံပါပေါ့မကြံရင်လည်းမကြံပါဘူးလို့ဆိုတော့ငါလေးတွေလည်းစားတယ်ဆိုလည်းရဝန်းလဲဝါပေါ့ငါကလေးလည်းစားတယ်ရှင်ကလေးလည်းစားတယ်ခါရရှင်တွေကမှောက်သွားရင်ပြန်လန်းရတယ်ဒါတစ်ခါစားပေါ့သမင်းကောင်းလို့ရှိရင်ကြော်လိုက်လို့ရှိရင်ပေါ့ပြီးဖွေးနေတယ်နည်းနည်းစံညမ်းလို့ရှိရင်တော့နည်းနည်းညစ်တယ်ပေါ့ဒါမဲ့ဇက်တဲ့ရောက်နည်းနည်းမြင်းတဲ့နေရာထားတယ် ဘယ်လိုလဲမကတမင်းညနည်းနည်းကြံရည်ရတယ်အဲ့ဟာလေးပဲတစ်ဆက်ဖြတ်လိုက်ပါနော်ဟုတ်လားမသိအားလေးဒါလေးနဲ့တာ ရပါအဲ့ဒါဆိုန ဟေး ည်းနည်းလေးချက်လေးလှမ်း6လို့အောင်သမင်းမလောက်ရင်တော့ညနေပြန်ချက်နော်သမင်းမလောက်တော့ညနေထက်ချက် ငါရှော့စားတယ် အေးပြီးတာ ငါကြော်ဒီဟာ6လို့ကြော်ရင်လည်းငါကြောက်တယ်လှမ်းလိုက်အောင်ဒါလေးကိုလှမ်းလိုက်အဲ့ဒါဘုံမလှမ်းအဲ့တနေကုန်ပူလားနင်းနေထိုးကဲလာပြီးသား ဒါလာပြီလားနေထူးอ่ะဆမကြောက်နှမ်းတာ နေထိုးနေတာပါ ဘယ်လိုနေထူးอ่ะတော့ ကဲတော့ပြီအားဟုတ် နေထူးอ่ะဆိုပြန်သွားလိုက် လှတယ်ဘယ်ဟိုသွားမှာတော့ဟောရနေပူတာဒီနေ့မတက်တဲ့ကုန်လားပဲယူသွား နေ တော့ ထူးอ่ะဆိုလေနေထူးอ่ะပြန်စမယ် ဟောတော့လာပြီးသားပါဆိုဩဒုက္ခပဲအဲ့ဒါငါဟိုဘက်ပြောင်းလိုက်မယ် အဲ့ဒါ ဒီဘက်ပြောင်းလိုက် ဟောရထူးတာ ဟောတော့အဲ့ဘယ်သွားတော့ နေထူးอ่ะဆိုလို့ တော်ပြီလေရပြီလေအဲ့လိုလေးပဲလေတော်ပြီလေဟောဒုက္ခပဲလာ ကဲမနေ့ကလန့်ထားတဲ့ထမကြောက်လေးက6သွားပြီဆိုတော့ကြော်တော့ပဲပေါ့နော်ကြော်ပြီးတော့စက်သွန်လေးနဲ့တုတ်စားမှာပါကဲကြော်လဲပြီးပါပြီတုတ်လဲပြီးပါပြီစက်သွန်အတုံးတစ်လေးနဲ့ပေါ့နော်စီနဲ့စားလေးနဲ့ကျွန်တော်ကစီတိတ်ပြီးတော့မထည့်လိုက်တာပါတိတ်ပြောင်းကောင်းစက်သွန်ကလည်းနည်းအကြီးဟိုလောက်တော့မလိတဲ့တော့ကျတော့နည်းတုံးကြီးဖြစ်သွားအစ်စ်ဆိုကြတော့မှုန်နေကြတော့စားများသွားတယ်ငံသွားတယ်ပေါ့နော်အဲ့ကြတော့မကောင်းပါဘူးဒါပေမဲ့အဲ့လိုကြော်စားကြည့်ဒါပဲ